ဟုတ်ကဲ့ပါဖွင့်ပေးပါမယ်ခင်ဗျာဟောမြင်ရပြီလားမသိဘူးနော်ဟုတ်ကဲ့ဟိုကလေး page မှာကျွန်တော် messenger နဲ့ပို့ထားတယ်အဲ့ဒါဘယ်သူပြန်လာမသိဘူးအမပင့်ခီလားညီမညက်တီလားဘာဖြစ်လို့လဲမဟုတ်မေးကြည့်ရလေကျွန်တော်လေး follow up လေးလုပ်ချင်လို့ messenger လေးနဲ့ဆိုတော့မဟုတ်တရားမဟုတ် page မှာဆောက်ခဲ့တဲ့ကလေးရဲ့ရှိရှင်ဟုတ်ကဲ့မသိပါဘူးဟုတ်ပြီအဲ့ဒါဆိုရင်အကုန်လုံးကြည့်လို့ရတယ်မလား messenger နေပြီးတော့ဘယ်သူတွေပါပို့လဲဆိုတာမပင်ကီရောညီမနဲ့တရောကြည့်ရဟုတ်တယ်အခုကဖြေနေတဲ့ချိန်ဆိုမကြည့်ဘူးပေါ့နော်ဒီချက်တိုင်းရှင်းပြီးလို့ရပါတယ်ခုနကတော့ပို့လို့လာဆောက်ပြန်ဒီနေ့ကြာဘယ်က join လာလဲကျွန်တော် America ကနေ join တာပါကျွန်တော် America နေအဲ့ကြောင့်မို့လို့ဟုတ်ကဲ့ America ကနေ join ဟုတ်တယ်အမပင်ကီရောဗမာနေဘယ်က join တာလဲပြန် join တာလဲဆိုတော့ခကြီးတွေကထွက်နေတာဖြစ်တဲ့ကြောင့်မို့လို့အခုကတော့ဘယ်တော့မှရောက်ပြီပါလေဟုတ်ကဲ့မြန်မာနဲ့တီးကတော့မြန်မာပြည်ရပဲเนาะဟုတ်ရှင်ထိုင်းပါဟုတ်ကဲ့အဲ့တော့ကျွန်တော်ကအခုမေးချင်တာကျွန်တော်ခေမအတွက်ပေါ့ဗျာကျွန်တော်ခေမကသူစေးချောင်းပြီးသွားပြီကျွန်တော်ခေမအခုassistant surgeon လက်ထောက်ဆရာဝန်ဖြစ်ဆိုရဆေးရုံတစ်ခုမှာတာဝန်ထမ်းဆောင်နေရပေါ့เนาะအခုအမပင်ကြီးကြားရတဲ့အတိုင်းပဲအမေရိကန်အကုန်ပိတ်သွားတော့ကျွန်တော်ခေမကလာလို့မရဘူးဖြစ်သွားတယ်အကုန်လုံးဒီဆိုရ policy နဲ့ပေါ့เนาะအဲ့တော့ကျွန်တော်ရဲ့ခေမကိုဥရောပနိုင်ငံတခုခုကိုကျွန်တော်သွားချင်တယ်ဒါပေမဲ့ကျွန်တော်ရဲ့အဓိက target ကအလုံးလုံးရဖို့မဟုတ် PR ရဖို့ဗျသိလားကျွန်တော်က PR ကိုရဖို့လိုတယ်ဘာလို့ဆိုတော့သူတေကိုတေရှင်းလိုက်ပြီဆိုရင်နိုင်ငံသားဖြစ်လာ PR ရလာပေါ့စကားပြောတယ်ပေါ့နော်အဲ့တော့ဘယ်လောက်ပဲမိုးပြောင်တက်တဲ့PR မရဘူးနိုင်ငံသားမရှိဘူးဆိုရင်အကုန်ဆွဲစိခံအခုလည်း American မှာဖန်စီတွေကလည်းအဲ့ကိစ္စနေနဲ့တွားတာပေါ့နော်ဆိုတော့ကျွန်တော်အမပင်ကီရဲ့ page ကိုကြည့်တော့အမပင်ကီရဲ့ page မှာ Motor က PR ပေးတယ် resign နဲ့ပေးရလို့ပြောကျွန်တော်စိတ်ဝင်စားတယ်စေးကြောင်းလည်းရှိရလို့ပြောတယ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒီ Motor နဲ့ပတ်သက်ပြီးကျွန်တော်လေ့လာတော့ဥရောပနိုင်ငံဖြစ်တယ်သူက Mediterranean မြေထဲပင်လယ်မှာရှိနေတဲ့နိုင်ငံလည်းဖြစ်တယ်အင်္ဂလိပ်စကားပြောလည်းဖြစ်တယ်ကျိုးနိုင်ငံလေးပေါ့စင်ကာပူတို့ဘာလို့ပေါ့ဗျာအဲ့လိုမျိုးရှိတော့အမားတို့ agency ကနေပြီးတော့တွားတဲ့လူတွေရှိပြီလားကိုရရှိမာတော့အခုကကျတော့ဘယ်လိုလဲဆိုလို့ရှိရင်ဒီဘက်မှာကစပြီး introduce လုပ်လို့ရှိသေးတယ်ဒါပေမဲ့အခု line up လုပ်ထားတဲ့အကြောင်းသားတွေရှိတယ် intake တွေပြီးလေတစ်နှစ်မှာ9ခုကနေ9ခုတိရှိတယ်အကြောင်းပေါ်မှာမသိဘူးအဲ့တော့အခုချိန်ထိသွားတဲ့သူမရှိဘူးဒါတွေကိုလည်းအကြောင်းသားတွေကို consultation ပေးတဲ့အခါမှာကျွန်တော်အမြင်နဲ့ပြောတယ်ဟုတ်ကဲ့အဲ့တော့ဘောချာဒီဘယ်လိုနိုင်ငံဖြစ်လဲဆိုတော့ zero consultation ပေးတဲ့အခါမှာလည်းနားထောင်လို့ရတယ်ကိုယ်တိုင်လည်း research လုပ်ပါပဲဟလာကိုဖို့တယောက်နော်ကိုဖို့တယောက်လည်းဟလာ research လုပ်လို့ရတယ်သူကတော့ Italy နဲ့ is quite close ဆိုတဲ့အခါကျတော့စေးကြောင်းနဲ့ပတ်သက်ပြီးတော့ဖြစ် nursing နဲ့ပတ်သက်ပြီးတော့ဖြစ် private တွေ public တွေလည်းရှိတယ်ဟုတ်ကဲ့ဆိုတော့အခုချိန်ပြီးသွားတဲ့သူမရှိဘူးဒါပေမဲ့ visa ဝင်တော့မဲ့ line up လုပ်ထားတဲ့အကြောင်းသားတွေရှိတယ်သူဒီ visa ဝင်တဲ့အခါမှာအနည်းဆုံး9 to 12 weeks လောက်ကြာနိုင်တယ်အဲ့အတွက်ကြောင့်မို့လို့ကျောင်းဝင်ခွင့်ရတာက private နဲ့ public ကတော့အနည်းဆုံးထားလိုက်ပါတော့တစ်ပတ်ကနေပြီးတော့မှ public solution တစ်လားကိုထိကြနိုင်တယ်ဒါကြောင့်ပုံစံရဖို့အဲ့ဒါပြီးသွားရင် visa ဝင်တဲ့အခါကျလို့ရှိရင်လည်း9 to 12 weeks ဆိုတော့အနည်းဆုံးတော့ကျွန်တော်တို့က9လလောက်4လလောက်ကြိုပြီးကျောင်းလာအပ်စီချင်တယ်ဟုတ်ကဲ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီကျောင်းလာအပ်တာ consultation ကစလို့ဟိုဘက်ရောက်တဲ့အထိအကုန်လုံးတောင်းပြီးယူပြီးတာဖြစ်တဲ့ကြောင့်မို့ visa ဝင်တဲ့ခါမှာ slot တွေကိုယူပြီးရတယ် visa slot တွေကိုဟုတ်ကဲ့ကိုရှိတဲ့ယူပြီးမှာပေါ့ဟာလာအခုဆိုဒီမှာဒီဘက်ကနေကျောင်းသားတွေလည်းများတယ်ဆိုတော့ yeah အဲ့တော့ခုနပြောသလိုပဲကျောင်းသားတွေရှိပြီလားဆိုတော့မရှိသေးဘူးသွားတယ်ဟုတ်ကဲ့ပါအခုလိုပွင့်လေးပြောကျေးဇူးတင်တယ်အဲ့တော့ကျွန်တော်ဆက်ပြီးတော့ရှင်းရမယ်ဆိုရင်ကျွန်တော်ခင်မကသူကအခုလက်ရှိလက်ထောက်ဆရာဝန်ဖြစ်နေတယ်လက်ထောက်ခွဲစိတ်ဆရာဝန်ဖြစ်နေတာပေါ့နော်ဒီသူတခွဲခွဲစိတ်ခန်းတွေမှာသူဝင်ရတယ်အစိုးရဆေးရုံကြီးတစ်ခုမှာတာဝန်ထမ်းဆောင်နေတယ်အဲ့တော့ကျွန်တော်ကသူ့ရဲ့ဆေးပညာနဲ့ပဲနိုင်ငံခြားမှာတပ်မွေးဝမ်းကြောင်းသွားချင်တာပေါ့နော်ကျွန်တော်လည်း American နိုင်ငံသားဖြစ်တော့အချိန်မီဥရောပနိုင်ငံကိုသွားလို့ရတဲ့အပိုင်းရှိတယ်ပေါ့နော်လိုရင်လိုအပ်တယ်လို့ပြောဒါပေမဲ့ကျွန်တော်ကဘယ်နိုင်ငံမှမသိတာဖြစ်တယ်ခုနလိုမျိုး PR ရမှာတော့အမပြောလို့ဒီမော်ထားမှာကြောင်းပြီးရင် PR ရတဲ့လမ်းကြောင်းကတေးကြတယ်ဆိုရင်ဘယ်လိုလမ်းကြောင်းနဲ့သွားရလဲဥပမာအလုပ်ကနေ sponsorship နဲ့သွားတာလားအလုပ်ရမှပဲ PR ရှောက်ရတာအဲ့ process လေးပြပါလား Okay အဲ့တော့အမမပြောခင် community နဲ့မိပြီးဟိုကလေတခြားခရီးတွေကိုလက်ပြထားတဲ့ခရီးတွေကိုလေနည်းနည်းမိကုန်းလေးတွေ zoom ကနေပြီးတစ်ချက်ကြိုပို့ထားပြီအမဒီမှာနည်းနည်းလေးကြည့်ရှင်းပြလိုက်မယ်နော်ဆိုတော့အမမြန်ရှင်းပြလိုက်မယ်အဲ့တော့အရှိရမှာလေစေးကြောင်းနဲ့ပတ်သက်ပြီးတော့လာတဲ့သူကများတယ်ဆရာဝန်ဖြစ်ပြီးတော့ဗမာပြည်ကနေပြီးတော့လာနေတဲ့သူတွေလည်းရှိတယ်အဲ့တော့
ဟိုဘက်မှာတော့တက်တဲ့ခါကြလို့ရှိရင် language ကတော့ English speaking country ဖြစ်တယ် ဟုတ်ကဲ့ ဟိုဘက်မှာ Malta ဒီ English speaking country ဖြစ်တာစေးကြောင်းနဲ့ပတ်သက်ရင် private လေးရှိတယ် ANCAS ဆိုလိုမျိုး public လေးရှိတယ် ဟုတ်ကဲ့ ဆိုတော့ तू ကဘယ်လိုလဲဆိုလို့ရှိရင်ကျောင်းတက်ရင်စေးကြောင်းဆိုလို့ရှိရင်က3နှစ်4နှစ်ကနေကြာနိုင်ပြီ6နှစ်ထိလည်းကြာနိုင်တာတွေရှိတယ် ဟုတ်ကဲ့ 5 to 6 years လောက်ရှိရပါတော့5 to 6 years ဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုမှာဆိုရင် London ကကျောင်းခွင့်နေပြီလည်းရှိတယ် ANCAS ရှိတယ် MCE ဆိုရဲကျောင်းတွေလည်းရှိတယ်ကိုထိထားတဲ့ကျောင်းတွေပဲအဲ့တော့သူတို့ရှိမှတက်ရင်9နှစ်ကနေ6နှစ်ကနေ residency ရနိုင်တာမျိုးတွေလည်းရှိတယ်ဘာဖြစ်လို့လဲဆိုရင်တခြား Poland တို့ဘာလို့ Hungary တို့မှာတက်တယ်ဆိုလို့ရှိရင်လေဘာသာစကား C1 C2 မရအောင်ဆိုမဖြစ်နိုင်ဘူးလေနော်ဟုတ်ကဲ့ ကျောင်းနဲ့ပြီးပြီး residency ကမရနိုင်ဘူးဘာမှကကြတော့တော့6ကျောင်းတက်ပြီးသွားရင်သူတို့ဘက်မှာ council မှာ register လုပ်လို့ရတဲ့အထိအဲ့ဒီအထိက chance ကရှိတယ်အဲ့သူတို့ရှိမှာကဘာလိုမျိုးတွေများလဲဆိုလို့ရှိရင်ဒီ private မှာဆိုလို့ရှိရင်ပဲဖြစ်ဖြစ် public မှာဖြစ်ဖြစ်ဒီ European နိုင်ငံသားတွေလာတက်ကြတာရှိတယ်လို့ခွင့်မေပြီးမှာဆိုရင်အဓိက London ကနေပြီးတော့ကျောင်းသားတွေတော်တော်များများ UK ကနေလာတက်ကြတာလည်းရှိတယ်ဟုတ်ကဲ့ဒီနောက်ပြီးတော့ private ကဒီ MCA အမားတို့နဲ့ချိန်ထားတဲ့ဟာဆိုလို့ရှိရင်လေသူတို့ကနော်ဒီစပိန်နိုင်ငံသားတွေ Italian တွေလည်းလာတက်ကြသူစစ်နိုင်ငံသားတွေလည်းလာတက်ကြတယ်အဲ့တော့ခုနပြောသူတကယ်ရော PR ရရလားဆိုရင်ကိုကဟိုဘက်မှာ residency ပြီးပြီး register လုပ်ပြီးသွားပြီကိုကဟိုဘက်မှာအလုပ်လုပ်လို့ရတယ်ပြီးတော့ရင်များသောအားဖြင့်6နှစ်နဲ့9နှစ်ကြာရမှာ PR ရတယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ဒီထပ်ပြီးတော့အသိစိတ်ချင်တာပေါ့နော်ဟုတ်ကဲ့အဲ့တော့ခုနကပြောလို့ residency ပေါ့နော်ဒီကျောင်းပြီး residency ရရဆိုတာ public နဲ့ private နှစ်ခုရှင်းပါနှစ်ခုစလုံး residency ရဖို့အမှတ်ခံလားတချို့ဥပမာ American မှာဆိုရင်ဗျာကျွန်တော်ပြောချင်တာကpublic ဆိုရှင်လည်းမခံ public ကထပ်ခွဲတာပေါ့နော်ဥပမာကျွန်တော်တို့ပြည်နယ်မှာဆို University of Minnesota ကဆင်းတဲ့ဟာဆိုရင်တခါရဲတော့ residency ရတယ်ဘာကြောင့်လဲဆိုတော့ဒီ university လက်အောက်မှာဟိုကသူတို့ရဲ့ hospital တွေရှိတယ်နော် East Bank West Bank အဲ့တက်ကိုတက်ထားခါကြတော့တခါရဲလမ်းကြောင်းထိတ်ထားပြီးသားဟိုတိတ်ပြီးတော့ထက်ရှာစရာမလိုဘူးပေါ့မာရေဟိုအာယုံနဲ့နောက်စရာမလို residency ကိုရအောင်ပြီးအောင်လုပ်ပြီးရတဲ့အဲ့မှာတခါရဲအလုပ်တောင်းဝင်ပြီးရှင်းတယ်ပေါ့နော်အဲ့ဒီမော်ထားမှာရောအဲ့လိုလားဒါမှမဟုတ်ကိုယ့်ကိုတက်ရှာတာဗျာသူက private နဲ့ public ဆိုလို့ရှိရင် public ဆိုလို့ရှိရင်က public မှာတင်တဲ့ဟာတွေကကြတော့ Malta နဲ့ align ဖြစ်တဲ့ဟာရှိသလိုဒီအမားတို့ချိန်ထားတဲ့ private ဆိုလို့ရှိရင်သူ့ရဲ့အကြောင်းကဘာနဲ့ collaborate လုပ်ထားရလဲဆိုရင် Bulgaria State University နဲ့ collab လုပ်ထားတဲ့အကြောင်းအဲ့တော့တကယ်တမ်းသူတို့နဲ့အကြောင်း head နဲ့စကားပြောတဲ့အခါမှာဒီအကြောင်းတွေပြီးသွားတဲ့အခါမှာရနိုင်ချေရှိလား residency ရနိုင်သလားဟိုဘက်မှာ GP နဲ့လုပ်လို့ရတာဆိုရင်ရနိုင်တယ်ဒါပေမဲ့အဲ့ဒါတွေကိုအကြောင်းပြီးသွားတဲ့အခါမှာကိုယ့်ဘာကိုလုပ်လို့ရတယ်သူတို့ဒီလုံးလုံးအနောက်ကနေလိုက်လုပ်ပြီးတာမျိုးမရှိဘူးဒါကတခုဒါပေမဲ့သူတို့ရှိမှာဒီအကြောင်းကလည်းအကြောင်းကအသစ်ဖြစ်တယ်ဒီ MCE ဆိုတဲ့အကြောင်းကလည်းအကြောင်းအသစ်ပဲသူတို့2024လားဘယ်လောက်လဲအဲ့လောက်ကမှဖွင့်တဲ့အကြောင်း which is quite new ဒါပေမဲ့သူတို့က State University ကိုလည်းလုပ်ထားတာပေါ့WOMS ဆိုပါဥမှာလည်းပါတဲ့အကြောင်းလည်းဖြစ်တယ် public ဆိုလို့ရှိရင်လည်းသူ့ရဲ့အတချက်ကပါလဲဆိုရင်အဲ့ဒါပြီးသွားတဲ့အခါမှာရနိုင်ချေရှိရဆိုတဲ့ဟာမျိုးပြောလာတာလည်းရှိတယ်ဟုတ်ကဲ့ဆိုတော့ခုနပြောတဲ့စကားပြန်တော့ရဆိုရင်ရနိုင်တာတင်ကြလားဆိုရင်ရနိုင်တဲ့အကြောင်း license ရှိတဲ့အကြောင်းပဲအမတို့ဒီ partner လုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အမဘက်ကတော့ okay ဒါတွေရှိရဆိုတာအမပုံမှန်လေးချပြတယ်ဒါပေမဲ့မချပြခင်မှာအမအကြောင်းတွေနဲ့စကားပြောတယ်ဟုတ်ကဲ့ဘာဖြစ်လို့လဲဆိုတော့အကြောင်းတက်ပြီးသွားတာမျိုးတချို့တွေဟာတိတိမှာတော့တက်တယ်တခြားနိုင်ငံမှာတော့တက်တယ်ဆိုရင်အကြောင်းပြီးပြန်ရတယ်ဟုတ်တယ်အဲ့ဒါပြောတာမလေးရှားမှာတက်နေတယ်ဆိုလည်းမလေးရှားမှာတက်နေတယ်လည်းလာတယ်တခြားနိုင်ငံမှာတက်တယ်ပြီးပါတော့လေ UK ကိုပြန်ပြောင်းဖို့လေဟာလားဟုတ်တယ်ဆက်လို့ပါလို့ပြန်ဖြေဖို့လုပ်ရတယ်ပြန်ဝင်ရတယ်အဲ့ဒါကြောင့်မို့လို့အမအဲ့ဒါကပြီးရပေါ့နော်ဟုတ်တယ် UK ဘက်ပဲတော့အမ nurse ဆိုလည်း license နဲ့လုပ်ရတယ်ဆိုရင် license register လုပ်ရတယ်ဒီ bridging course တွေအမတို့မှာလည်းရှိတယ်ဒါပေမဲ့ council ကလက်ခံတဲ့အကြောင်းပဲအမ partner လုပ်တယ်မဟုတ်ရင် council မှာ register လုပ်ဖို့လို့ဒီ midwifery ဟာမရအောင်ဆိုရင်အမမလုပ်တော့ဘူးဟုတ်ကဲ့ပါအဲ့တော့အမပြောလို့ပဲရနိုင်ဖို့ရခိုင်တော့များတယ်သူတို့ကလက်ခံနေဆိုတော့အဲ့ဒီမှာ residency လုပ်နေတန်းနဲ့ PR ရှောက်ရတာလား residency ပြီးမှပဲ PR ရှောက်ခွင့်ပေးတာလားညာဘက်ပြတဲ့ residency ပြီးမှရှောက်တယ်လို့အမကကြားတယ်ဒါကတော့အမတို့ဒီလေဟိုဘက်နဲ့စကားပြောထားတယ်သူတို့မှလက်ရှိကျောင်းသားတွေရှိတော့အမဒီ information ယူတဲ့အပိုင်းကိုပဲရှိသေးတယ်အမတို့ရှိမှလုံးလုံးကြီးဓာကြီးပြီးသွားလို့ရတဲ့သူကတော့မရှိသေးဘူးဒါပေမဲ့အမတော့ဟလာအမတို့ဒီစကားပြောတဲ့ခါမှာ head တွေနဲ့စကားပြောတဲ့ခါညာဆိုတော့သူကဒီ pathway ရတော့သွားလို့ရတယ်နောက်ပြီးတော့ဆေးကြောင်းလိုက်ရလဲတချို့ဘာဝင်တဲ့ဆေးကြောင်းဆိုလည်းရှိတော့ဒီဆေးကြောင်းအနေနဲ့ကကြတော့လေဒီအောက်မှာပါရဲ့လားအမTurkey State University နဲ့သူတို့ collab လုပ်ထားတယ်ဆို Turkey ကဘေးအောက်ထဲမှာပါတယ်ဒါတွေအမတို့ဒီချက်ပြန်ဆက်ထားတယ်ပေါ့အဲ့တော့အမတို့နဲ့ကတချို့တွေဆိုလို့ရှိရင်ဒီ UK ကအကြောင်းပေါ့နော် UK ကအကြောင်းဆိုလို့ရှိရင်လည်းသူတို့UK နိုင်ငံသားတွေအစားလာကြတာလေးရှိတယ်အဲ့ဘက်မှာ weather လည်းကောင်းနေပြည်ရလည်းရနိုင်တယ်နောက်ပြီးတော့ဟိုပေါ့နော်ကိုရုပ်ကနေပြီးတော့မှတခြားတွေမှာ research လုပ်ကြည့်မယ်ဆိုလည်းလုပ်ကြည့်လို့ရတယ်ဆရာဝန်တွေကိုယ်တိုင်သူတို့ဒီ YouTube မှာပြောထားတာတွေလည်းရှိတယ်ဟုတ်ကဲ့nurse ဆိုလည်း nurse အပိုင်းပေါ့နော်
အဲ့တော့ဟိုတကယ်လို့အဲ့မော်ထားမှာကဆရာဝန်မဟုတ်ဘဲနဲ့တခြားနည်းလမ်းနဲ့ PR ရတဲ့လမ်းကြောင်းရောရှိတာဒါမှမဟုတ်ရင်ဆရာဝန် resident CBP ရမှာပဲ PR လျှောက်လို့ရတာပါ အဲ့လိုတော့လည်းမဟုတ်ဘူးဥပမာဆိုလို့ရှိရင်ကထားလိုက်ပါတော့မဆရာဝန်ကနေပြီးတော့ဟိုဘက်ကိုသွားကျင်တယ်ဆိုရင်စေးကြောင်းကိုထိုက်ကြပြီးတော့ residency ရဖို့မလွယ်တော့ဘူးတော့ဟုတ်ကဲ့တော့မလွယ်တော့ဘူးဒါဆိုလို့ရှိရင်တခြား course တွေကိုဘာလို့တက်လို့လဲတော့ MBBS ရပြီးသွားပြီဆိုကြပါစို့ဒါဆိုလို့ရှိဟိုဘယ်လိုပြောမလဲအမတို့ကဘာကြံပြီးလဲဆို healthcare management နဲ့သွားမှာလားတခြား public health ကိုကူးမလားဒါမျိုးနဲ့ပဲအမတို့က master program ကိုပဲဖြစ်ဖြစ် join လုပ်ပဲရတော့မယ်ဟိုဘက်ကစေးကြောင်းတွေကလည်းအဲ့လိုမျိုးပြီးသွားရင်သူတို့လက်မခံတော့ဘူးဒါဆိုရင်စေးကြောင်းတချို့ပြီးထားတဲ့သူတွေဆိုလို့ရှိရင်လည်း okay healthcare management နဲ့ပတ်သက်တာအဲ့ဒါနဲ့နည်းနည်း relate ဖြစ်တဲ့ဟာပဲအမကဟိုဖြစ်လို့ရတယ်ဒါမှမဟုတ်ရင်psychology ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးဒါ neuro နဲ့ပတ်သက်တဲ့ဟာလားအဲ့ဒါမျိုးတွေပေါ့ဟုတ်ကဲ့ဟိုဥပမာပြန် OC ဆိုရင်ကျွန်တော်ကြားတာကဟိုမှာ skill worker တွေဆိုရင်သူက PR ရှောက်ခွင့်ပေးတယ်သူသတ်မှတ်ထားတဲ့ဒီ occupation ပေါ့လုပ်ငန်းခွင်မှာကိုဝင်နေတက်မယ်ဆိုရှင်သူက OC ကလမ်းကြောင်းတစ်ခုရှိတယ်ဗျာအဲ့လိုမျိုးပေါ့နော်ဒါကြောင့်မလို့ water မှာရောအဖြစ်မဲ့နေဒီ carrier ကိုလုံးမှပဲ PR ပေးရလားအဲ့ဒါကိုသိချင်တာမဟုတ်ဘူးတခြား media တွေ join နေသူတွေလည်း PR ဖြစ်တဲ့သူရှိတယ်ဒီစေးကြောင်းမှမဟုတ်ဘူးเนาะ national ပဲဖြစ်ဖြစ်တခြား MBA နဲ့ပဲသွားတခြားခုနကလေးတွေပြီးတဲ့ sport နဲ့ပဲသွားဖြစ်နိုင်နေရှိတယ်။နောက်ပြီးသူတို့ဒီကျောင်းမှုပြန်တဲ့ scheme တွေအမားတို့ဗီဒီယိုထဲမှာလည်းရှင်းပြထားတယ်။ကျောင်းမှု20ရက်ကနေဒီနေ့ဒီချိန်ကြီးကတော့ပြန်ရနေလို့နောက် project မလဲအမား guarantee မလုပ်နိုင်ဘူးပေါ့နော်။စိတ်ချရတယ်။ဒါတွေနဲ့လာပြီးတော့မှသူတို့ရှိမှကျောင်းပြီးတယ်ပြီးပြီဆိုလို့ရှိရင်တစ်နှစ်လုပ်ပြီး tax rebate ပြန်လုပ်တယ်။ rebate လုပ်ပြီးသွားပြီ။နောက်လျှောက် keep on going လုပ်သွားပြီဆိုရင်6နှစ်နဲ့9နှစ်ကြာတယ်မှာပြရကြတယ်။အမတို့ဒီအရှိတွေက private ကျောင်းတွေမှာတက်တဲ့တချို့ကျောင်းသားတွေရောရတဲ့သူရှိလား။ဟုတ်ကဲ့ရတဲ့သူရှိတယ်။အဲ့ဒီကိစ္စတွေလည်းသူတို့ဘာမှမလုပ်ဘူးကျောင်းပြီးပြီးကိုယ့်ကို keep on going ဆက်လုပ်လို့ရတယ်။ဒါပေမဲ့ဒီ certificate တွေကတော့ယူလို့မှသုံးလို့ရတယ်။အဲ့လိုမျိုးကတော့သူတို့ပြောတယ်။ awarding body ကဒီ UK ဘက်ကပေးရတယ်လည်းရှိတယ်။ all လို့ပါတော့ negotiation လို့ပါတော့ပေါ့။ဟုတ်ကဲ့အဲ့တော့ဟိုကျောင်းကိစ္စကိုပြန်ပြောရမယ်ဆိုရင်အဲ့ဒီကျောင်းတွေကဟို transcript တွေကိုဥပမာကျွန်တော်တို့မြန်မာပြည်ကဟိုစေးကြောင်းပြီးခဲ့တာပဲဖြစ်ဖြစ် MBBS ကဟာတွေကိုသူတို့လက်ခံလာဟိုဘယ်လိုပြောမလဲ transcript တွေသူကသူအစ်စ်ကနေအစနေတက်ခင်းတာရှိတာ transcript တွေအခုပြန်ထားလိုက်ပါတော့စေးကြောင်းအရှိကပြီးထားတဲ့တည်းဆိုလို့ရှိရင် transfer လုပ်လို့ရတာရှိတယ်ဒါပေမဲ့သူတို့အရှိဟာတွေပြန်ဆက်ပဲပြောတယ်နောက် public ဆိုရင်အမားတို့မှာစစ်ကတဲ့ဟာတစ်ခုရှိတယ်အဲ website ကနေပြီးအမားတို့ယူလို့ဘယ်လောက်ဆိုပြီးပြီးစစ်ကတာရှိတယ်ဟုတ်ကဲ့ညာတော့ဖြင့်အဲ့ဒါကိုစစ်ပြီးမှဟိုဘက်ကလက်ခံတာဟုတ်ကဲ့အဲ့လိုသူ MQS ပေါ့နော်ဒီ Malta ရဲ့ qualification framework နဲ့သူတို့ပြန်ပြီးတော့ align ပြန်လုပ်ကြည့်တယ်အဲ့မှာ level ဘယ်လောက်ထွက်တယ်ဆိုတော့ဟာသူကဒါက qualify ဖြစ်လာမဖြစ်ဘူးလားသူကပြန်ပြောတာဟုတ်ပြီဒါဆိုတော့အစားတက်ဆရာမလို့ပဲねသူတို့အနေနဲ့တက်လောက်ကို transfer လုပ်လာတယ်ပေါ့နော်အဲ့ဒီပြင်ချတယ်အေးအဲ့လိုပေါ့နော်ဆိုတော့အဲ့ဒါကြီးအမားတို့ပြန်ဆက်အဲ့တော့အခုကလေးတွေလာပြီးတဲ့ solution လေအရင်ပို့ကြည့်လိုက်ဟို UK ကပေးထားတဲ့ဟာလား local ကပေးထားတာလားဘန်ကောက်ကကျောင်းကပေးထားတာလားဘယ်လိုအဲ့ဒါကြီးအမားတို့ကပြန်ဟိုဖြစ်ရတယ်နော်ဟုတ်ပြီနောက်ပြီးတော့မော်ထားမှာကျောင်းတက်နေရင်းနဲ့အပြင်ပမှာလူလူပန်ခွင့်ရှိလားမော်ထားမှာ full time တက်နေပြီဒီပုံမှာတက်တာအစား part time လုပ်လို့ရတယ်အဲ့ part time ဆိုတာအပြင်မှာဘယ်မှာဘယ်လိုလုပ်ဟို legally တရားဝင်လုပ်ခွင့်ရှိတဲ့သဘောပေါ့ရှိတယ်ဒါပေမဲ့ the first 3 month မှာလုပ်လို့မရဘူးကိုရောက်သွားတဲ့အခါမှာအကြောင်း visa နဲ့ရောက်သွားတယ်ပြီးမှ resident ဟိုလုပ်ပြီးတော့မှအဲ့ဒီ3လပြီးပြီဒီ resident ကတည်းရပြီဆိုလို့မှ part time ကိုတည်းအောင်စားလို့ရတယ်အဲ့ဒီ part time ဆိုတာလည်းအပြင်မှာက part time သဘောမျိုးပဲဥပမာအဲ့ထက်ပိုနိုင်ပို့လို့မရဘူးเนาะဟုတ်တယ်မလားမဟုတ်တယ်ဟုတ်ပြီအဲ့တော့အဲ့ဒီမျိုးက sorry အဲ့ Malta ကယူရိုငွေပဲသုံးတာပေါ့နော်အဲ့ဒါဆိုရင်ဒေါ်လာထက်ပိုဈေးကြီးတဲ့သဘောပဲဟုတ်တယ်မလား yes အဲ့တော့နောက်တစ်ခုကဒီကျွန်တော်ကတော့ဟို PR အဓိကထားရဲဆိုတော့ Malta အပြင်ကိုတခြားဘယ်နိုင်ငံများ PR လမ်းကြောင်းပွင့်တာရှိတယ်အမားတို့ဒီ service ကပေါ့နော်ကြောင်းတက်တာတဲ့စာရင်အဲ့လို PR ကိုတွားနိုင်တဲ့လမ်းကြောင်းရှာမိပြီလားPR နဲ့ပတ်သက်ပြီးတော့အမားတို့လုပ်တာဆိုပြီးအမားတို့ Germany ထပ်လုပ်တယ်အရင်တော့အမားတို့ US လုပ်တယ် right ခုနကပြောသလိုပဲပိတ်သွားတယ်ဒါပေမဲ့အမားတို့အဲ့ဒီမပိတ်ခင်တည်းအမားတို့ Germany ကိုလုပ်တယ် Austria ဒါပေမဲ့ Austria နဲ့ Germany ဆို Germany ကသွားတဲ့ဒီဘယ်လိုပြောရမလဲ apply လုပ်တဲ့လူကပုံများတယ် Germany က PR ပုံများတယ် okay နောက်ပြီး Malta လုပ်တယ်ဒါပဲနောက်အမားတို့က PR မပေးတဲ့နိုင်ငံဒီဘက်လည်းအမားတို့ကြောက်ရှောက်တယ်ဟုတ်ကဲ့ပါဟိုနောက်ဆုံးတစ်ခုကဒီ model ကိုတွားမယ်ဆိုရင်ကျောင်းကအမားတို့က public မဟုတ်ဘူးเนาะ private ပေါ့เนาะ private ဆိုတော့အမားတို့ကကျောင်းစရိတ်တွေကတော့ဒါကျွန်တော်တို့ဒီဟိုလုပ်မယ်ဆိုရှင်ကျောင်းစရိတ်ကတော့ရှင်းရမှာပေါ့เนาะဟို service ကြီးကဘယ်လိုယူလဲမသိ
အမတို့ကမော်ဇမ်ဘက်မှာကြတော့ဟို free of charge ပဲပေါ့နော်ဆိုတဲ့အခါကျတော့ကြောင်းလျှောက်တယ်အခုအမတို့ consultation ပေးတယ်ကြောင်းလျှောက်တာအစားဆုံး visa appointment ယူလာပါညာအမတို့က free of charge ပဲ ဟုတ်ကဲ့အမနောက်ဆုံးကျွန်တော်မစင်းခင်အမဒီကျွန်တော်မေးရတဲ့ထဲမှာဗာများလူအားတာထောက်ကြအောင်မလဲဗာများဖြည့်ဆွတ်ကြံပေးခြင်းလေမထောက်ပြအောင်လဲဆိုတော့အခုဒါမေးခွန်းရှိလို့အမအောင်လာမိရပေါ့နော်ဒါပေမဲ့အမပြောတာတွေကိုဟလာကိုလည်း US မှာဟလာနိုင်ငံသားလည်းဖြစ်နေပြီတရားချဆို data research လုပ်ကြည့်ပါမော်ချာကတော့တချို့ကဘယ်လိုပြောမလဲစိတ်ဝင်စားတဲ့သူတို့တော်တော်များတယ်ဥပမာဂျာမနီလို့ပါလို့ဆိုလို့ရှိရင်ကျောင်းပို့ free ဆိုတော့ညာလည်းပဲအမတို့ blog account လေးထည့်ရတယ်လေအဲ့ဒါကလေ300 600ကျော်လောက်သွားတယ်ဆိုအဲ့မှာတချို့ကနည်းနည်းစဉ်းစားတာရှိတယ်လေဟုတ်ကဲ့ကိုကမသွားရတယ်ပတ်စံအရင်ပေးရတယ်ဒါပေမဲ့ကိုကတော့ကျောင်းပို့ကတော့ free ပဲသူကတော့တစ်လားချင်းလူထုတ်ပေးတာပဲအဲ့မော်ချာကတော့ PR အထိပဲသွားဒါမှမဟုတ် stepping stone နေတယ်ပဲသွားပြီးတော့ပါပဲ UK ဝဲသွားချင်တယ်လို့သွားလို့ရတယ်သူကဘောင်ဝင်တောင်းဝင်တယ်လို့ UK သွားဆိုတာဒီ water ကအကြောင်းပြီးတဲ့ဟာ UK မှာသွားပြီးအတိမတ်ပြည့်တယ်ပေါ့အဲ့ဒါကိုပြောတာဟုတ်တယ်အဲ့ဒီမှာအမအကြောင်းနေတယ်စကားပြောပါဆိုအဲ့ဒီအကြောင်းသားတချို့ဆိုရင်မော်ချာမှာပြီးတော့အဲ့ဒီက nurse နဲ့ဂျာမနီဘက်ကိုရောက်သွားတာတွေလည်းရှိတယ်ဆိုတာပြောတယ်ပေါ့အမတို့ကအဲ့ဒီ seminar တခုကမလုပ်ရသေးဘူးအဲ့ webinar တခုလုပ်ဖို့လေသူတို့ပြောတယ်သူတို့ရဲ့ဒီရောက်ပြီးသားအကြောင်းသားတွေနဲ့ပေါ့နော်ဒါပေမဲ့အမတို့ still arrange လုပ်နေတော့မယ်ဆိုတော့နောက်ပြီးတော့အဲ့ဒီတခြားပိုလန်မှာပြီးထားပြီးတော့မော်ချာမှာအလုပ်ပြန်လာလုပ်တယ်လေဆိုတော့ပိုလန်မှာကဘာသာစကားမရတဲ့ခါကျတော့ကြောင်းတီမော်ချာတော့မှ nurse ပြန်လာလုပ်တာလည်းရှိတယ်နိုင်ငံကတော့သေးတော့ပေါ့နော်တချို့ကအထင်ကြီးတဲ့သူလေးရှိလို့အထင်ကြီးတဲ့သူလေးရှိဒါပေမဲ့ဒါကိုအတွက်အသုံးဝင်တဲ့နိုင်ငံတစ်နိုင်ငံပဲပေါ့နော်နိုင်ငံကြီးကမသေးအရေးကြီးပါဘူးလုပ်ဖြစ်ဖို့ပဲအဲ့ဒါကတော့ကြီးရတေးတာကလက္ခဏာပဲကြီးကြီးရလုပ်ဖြစ်နောက်ဆုံးချက်ကအမမှာဒီ motor နဲ့ပတ်သက်ပြီးတော့ immigration လော်ရာတွေဒီလောက်ကရှေ့နေတွေဘာတွေနဲ့ဆက်သက်ရှိတာအမတို့အဲ့ဒါတော့မလုပ်လို့ထင်ဘာလို့ဆိုတော့အမတို့ကျောင်းတွေနဲ့တေချာအလုပ်လုပ်တယ်ဗီဇာဝင်တဲ့ခါမှာလည်းကျောင်းတွေဘက်ကနေ slot ယူတာအစားအမတို့အကုန်လုံးတေချာပေါင်းမလုပ်တော့အမတို့မှအဲ့လို immigration lawyer ထားတာလို့မရှိဘူးကျောင်းတွေကနေဓာတ်ရိုက်ပြီးတို့ရှိမှလာတက်တာဆိုလို့ရှိရင်ဘယ်လိုပြောမလဲမြန်မာကျောင်းသားဆိုရင်အရင်ကြီးလက်ချိုးရည်လို့ရလက်ငါကျောင်းမပြီးဘူးမော်စာဘက်မှာဒါပေမဲ့ကျန်တဲ့နိုင်ငံခြားသားတွေအရင်များတယ် Nepalese to India ဟိုတလာခါနာနိုင်ဂျီးရီးယားအများကြီးပဲအခု European တို့ဘက်ကနေပါဒီဘက်ကိုကျောင်းတွေလာတက်ကြတာကျောင်းသားတွေတော်တော်များတယ် public ဆိုလို့ရှိရင်ပဲပေါ့နော် course တွေကလည်းအများများတယ်တချို့ကျောင်း public ဆိုရင် course 300ကျော်လောက်ရှိတယ်အဲ့တော့အမတို့ immigration lawyer လည်းမထားဘူးကျန်တဲ့ကျောင်းသားတယောက်ချင်းစီတော့အမတို့ teacher service ပေးတယ်ဟုတ်ကဲ့ကျေးဇူးပါအမနောက်တော့ရှိတယ်ပို့ပြလိုက်မယ်နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ပါ